Hello dears, welcome back to my EDU Live channel. Let's continue our studies. Level 7 is get rich. ချမ်းသာကြွယ်ဝခြင်းအဲဆိုရင်လူတစ်ယောက်ပျော်ရွှင်ဖို့အတွက်ချမ်းသာကြွယ်ဝခြင်းကလည်းအရေးကြီးတဲ့အစိတ်ပိုင်းအနေနဲ့ပါဝင်နေပါတယ် Most people လူအများစုဟာဆိုရင် believe that ယုံကြည်ကြပါတယ် Money is the best way to find happiness ပတ်စံဟာဆိုရင်ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်အကောင်းဆုံးနည်းလမ်းလို့လူအများစုကယုံကြည်ကြပါတယ် Of course တကယ်တော့ a person needs money လူတစ်ယောက်ဟာပတ်စံလိုအပ်ပါတယ် to some extent အတိုင်းအတာတစ်ခုထိလိုအပ်ပါတယ် in order to live comfortably ဘဝမှာသက်တောင့်သက်သာနေထိုင်နိုင်ဖို့အတွက်လူတစ်ယောက်ဟာပတ်စံကိုအတိုင်းအတာတစ်ခုထိလိုအပ်ပါတယ် Rich people often consider that ချမ်းသာတဲ့လူတွေကတော့မကြာခဏယူဆကြပါတယ် that အဲ့ဒါကတော့ they are happy သူတို့ဟာပျော်ရွှင်ကြတယ် as they can buy expensive houses, new cars, big yachts and designer clothes သူတို့ဟာဈေးကြီးတဲ့အိမ်တွေကားအသစ်တွေပျော်စီးသင်္ဘောကြီးတွေပြီးရင် designer အဝတ်အစားတွေဝယ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့ဟာပျော်ရွှင်ကြတယ်လို့ rich people တွေကဒီလိုမျိုးယူဆကြပါတယ် However တော်တော်လည်းပဲ some people think လူအချို့ဟာတွေးကြပါတယ် Happiness does not depend on money ပျော်ရွှင်မှုဟာပတ်စံပေါ်မှာမမှီခိုဘူးလို့လူအချို့ကလည်းပဲတွေးကြပါတယ် Nevertheless မည်သို့ပင်ဆိုစေကာမူ we can see many people ငါတို့ဟာလူအများအပြားကိုတွေ့မြင်နိုင်ပါတယ်အဲ့ဒီလူတွေဟာဆိုရင် trying to get rich ချမ်းသာလာဖို့အတွက်ကြိုးစားနေတဲ့လူတွေကိုတွေ့မြင်နိုင်ပါတယ် in every possible way နီးလန်းပေါင်းစုံနဲ့ချမ်းသာဖို့အတွက်ကြိုးစားနေတဲ့လူတွေကိုတွေ့မြင်နိုင်ပါတယ်အဲ့ဒီလူတွေမှာဆိုရင် in the hope of achieving happiness in life เนาะသူတို့မှာဘဝမှာเนาะပျော်ရွှင်မှုတွေရရှိရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အတူချမ်းသာလာဖို့ရန်နီးလန်းပေါင်းစုံနဲ့ကြိုးစားနေတဲ့လူတွေကိုလည်းတွေ့မြင်နိုင်ပါတယ်ဒါကြောင့်မလို့ဘဝမှာပျော်ရွှင်ဖို့ဆိုရင်ငွေကြီးရတယ်ပဲအတိုင်းအတာတစ်ခုထိပါဝင်ပတ်သက်နေပါတယ် Another important one is have a positive attitude to life ဘဝမှာပျော်ရွှင်ခြင်းနဲ့ဆိုရင်နောက်ထပ်တစ်ချက်အနေနဲ့เนาะအပြုသဘောဆောင်တဲ့စိတ်နေသဘောထားမျိုးရှိရပါမယ် It is often said that ဒီလိုမျိုးမကြာခဏပြောလို့ရှိပါတယ် life ဘဝဆိုတာဟာ is composed of ဖွဲ့စည်းထားခြင်းဖြစ်ပါတယ် positive elements and negative elements ကောင်းမွန်တဲ့အရာတွေရောမကောင်းတဲ့အရာတွေရောနဲ့စုပုံပြီးတော့ဖွဲ့စည်းထားခြင်းပဲဖြစ်ပါတယ် Having a positive attitude to life ဘဝမှာအပြုသဘောဆောင်တဲ့စိတ်နေသဘောထားမျိုးရှိခြင်းဟာဆိုရင် is a good way of finding happiness ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ် For example ဥပမာအားဖြင့်ပြောရမယ်ဆိုရင် when you encounter difficulties in your school or work when you encounter မင်းကြုံတွေ့ခံစားရမယ်ဆိုရင် difficulties အခက်အခဲတွေကိုတွေ့ကြုံခံစားရမယ်ဆိုရင် in your school or work မင်းရဲ့ကျောင်းဒါမှမဟုတ်ရင်အလုပ်မှာအခက်အခဲတွေတွေ့ကြုံခံစားရတဲ့အချိန်မှာဆိုရင် you may feel disappointed and downhearted မင်းဟာစိတ်ပျက်အားငယ်ပြီးတော့เนาะစိတ်တက်ကြတာမျိုးတွေကိုခံစားရနိုင်ပါတယ် at such a time အဲ့လိုအချိန်မျိုးတွေမှာဆိုရင် you must try to adopt မင်းလက်ခံကျင့်သုံးဖို့အတွက်ကြိုးစားရပါမယ် a positive attitude to cope with this problem ဒီလိုပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းဖို့အတွက်အပြုသဘောဆောင်တဲ့စိတ်နေသဘောထားတွေကိုလက်ခံကျင့်သုံးဖို့အတွက်ကြိုးပမ်းရပါမယ် You may also learn မင်းသင်ယူရပါဦးမယ် how to live contentedly ဘယ်လိုမျိုးတင်းတိမ်ရောင်ရမ်းစွာနေထိုင်မလဲဆိုတာကိုလည်းသင်ယူရပါမယ် With the negative elements of life ဘဝရဲ့ကိုမလိုချင်တဲ့အစိတ်အပိုင်းတွေနဲ့ဘယ်လိုမျိုးတင်းတိမ်ရောင်ရမ်းစွာနေထိုင်ရမလဲဆိုတာကိုလည်းပဲသင်ယူရပါမယ် Rather than attempt to live a life ဘဝတစ်ခုမှာနေထိုင်ဖို့ကြိုးပမ်းတာထက် where အဲ့ဒီဘဝဆိုတာဟာ nothing bad ever happens မကောင်းတာဘာမှမဖြစ်ပျက်တဲ့ဘဝမှာနေထိုင်ဖို့ကြိုးပမ်းတာတဲ့ကိုယ့်ဘဝထဲမှာရှိတဲ့မကောင်းတဲ့အစိတ်ပိုင်းတွေကိုမလိုချင်တဲ့အစိတ်ပိုင်းတွေနဲ့လည်းဘယ်လိုမျိုးတင်းတိမ်ရောင်ရမ်းစွာနေထိုင်မလဲဆိုတာမျိုးကိုလည်းသင်ယူရပါမယ် If you respond မင်းတုံ့ပြန်တဲ့အခါမှာဆိုရင် very positively to everything that happens ဖြစ်ပျက်လာတဲ့အရာတိုင်းကိုအကောင်းမြင်စိတ်နဲ့ positively နည်းနဲ့เนาะအပြုသဘောဆောင်တဲ့နည်းနဲ့တုံ့ပြန်မယ်ဆိုရင် you will surely find happiness မင်းကျိန်းသေပေါက်ပျော်ရွှင်မှုကိုတွေ့ရှိပါလိမ့်မယ်
ဘဝမှာတချို့ဖြစ်ချင်တာတွေကြီးပဲဖြစ်လာမှာမဟုတ်ပါဘူးဒါဆိုတော့ကိုမလိုချင်တဲ့အစိတ်ပိုင်းတွေဖြစ်လာခဲ့လို့ရှိရင်လည်းအဲ့ဒီအစိတ်ပိုင်းတွေပေါ်မှာအပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေနဲ့နေထိုင်သွားမယ်ဆိုရင်ပျော်ရွှင်မှုရရှိပါလိမ့်မယ်လို့ပြောတာပဲဖြစ်ပါတယ် Number 9 is think back to sweet memory from the past အတိတ်ကာလမှာတော့ဖြစ်ပျက်ခဲ့တဲ့ကောင်းမွန်တဲ့အမှတ်တရတွေကိုပြန်လည်တွေးတောခြင်းကလည်းပဲပျော်ရွှင်မှုကိုရရှိစေနိုင်ပါတယ် You may be မင်းဟာဖြစ်ကောင်းဖြစ်နိုင်ပါတယ် in a bad mood စိတ်ခံစားချက်မကောင်းတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် or ဒါမှမဟုတ်ရင် feel downhearted စိတ်ပြတ်အားငယ်တာမျိုးတွေခံစားရကောင်းခံစားရနိုင်ပါတယ် From time to time ရံဖန်ရံခါမှာတော့စိတ်ခံစားချက်တွေမကောင်းတာမျိုးစိတ်ပြတ်အားငယ်တာမျိုးတွေခံစားရကောင်းခံစားရနိုင်ပါတယ် Simply ရိုးရှင်းစွာပဲနေပေါ့နော် Because ဘာကြောင့်လဲဆိုရင် you are looking inside you မင်းဟာမင်းကိုမင်းပြန်လည်သုံးသပ်နေတယ် Thinking about bad things မကောင်းတဲ့စိတ်ခံစားချက်တွေကိုမကောင်းတဲ့အရာတွေကိုပြန်လည်တွေးတောနေတဲ့အတွက်ကြောင့်မလို့တစ်ခါတလေမှာ bad mood တွေကိုခံစားရကောင်းခံစားရနိုင်တယ်ဒါမှမဟုတ်ရင် feel downhearted ဖြစ်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ် A group of psychologists စိတ်ပညာရှင်အုပ်စုတစုကတော့ had discovered လေ့လာတွေ့ရှိခဲ့ပါတယ် that အဲ့ဒါကတော့ thinking back to pleasant incidents in the past အတိတ်ကာလမှာတော့ဖြစ်ပျက်ခဲ့တဲ့ pleasant incident တကယ်လို့မှကြည်နူးဖွယ်ကောင်းတဲ့အခိုက်အတန့်တွေကို thinking back ပြန်လည်တွေးတောခြင်းဟာဆိုရင် can improve your mood မင်းရဲ့စိတ်ခံစားချက်တွေကိုပိုမိုကောင်းမွန်လာစေပါတယ် and ပြီးတော့ make you more cheerful မင်းကိုပိုပြီးတော့ပျော်ရွှင်လာအောင်လို့ပြုလုပ်ပေးနိုင်ပါတယ် For example ဥပမာအားဖြင့်ပြောရမယ်ဆိုရင် Think about something in your childhood မင်းရဲ့ကလေးဘဝတုန်းကဖြစ်ပျက်ခဲ့တဲ့တစ်စုံတစ်ခုနဲ့ပတ်သက်ပြီးတော့တွေးတောရပါမယ် That အဲ့ဒီအဖြစ်အပျက်ဟာဆိုရင် gives you great pleasure မင်းကိုပျော်ရွှင်မှုအကြီးပေးစွမ်းနိုင်တဲ့ကလေးဘဝတုန်းကတစ်စုံတစ်ခုနဲ့ပတ်သက်ပြီးတော့ပြန်လည်တွေးတောခြင်းဒါမှမဟုတ်ရင် looking at old photos showing happy events ပျော်ရွှင်ဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေကိုပြသနေတဲ့ပုံအဟောင်းတွေကိုကိုယ့်ရဲ့ဓာတ်ပုံအဟောင်းတွေကိုပြန်လည်ကြည့်ရှုခြင်း or ဒါမှမဟုတ်ရင် recall hearing news or someone good fortune တစ်စုံတစ်ယောက်ရဲ့ကံကောင်းမှုနဲ့ပတ်သက်တဲ့သတင်းတွေကိုပြန်လည်ကြားရခြင်းเนาะအဲ့လိုမျိုးပြန်လည်တွေးတောလိုက်မယ်เนาะပြန်ပြီးတော့ old photos တွေပြန်ကြည့်ခြင်းဟာဆိုရင်ဘာဖြစ်စေလဲဆိုရင်ကိုယ်အဲ့ဒီအခိုက်အတန့်လေးမှာခဏတာတော့ပျော်ရွှင်သွားစေပါတယ် This sweet memory ဒီလိုကောင်းမွန်တဲ့အမှတ်ရဖွယ်ဖြစ်တဲ့ memory မှတ်ဉာဏ်တွေဟာဆိုရင်can put you မင်းကိုထည့်ထားပေးနိုင်ပါတယ် in a better mood ပုံမကောင်းမွန်တဲ့စိတ်ခံစားချက်ထဲရောက်နေအောင်လို့ထည့်ထားပေးနိုင်ပါတယ် They အဲ့ဒီ sweet memory ဟာဆိုရင် can make you smile မင်းကိုပြုံးအောင်လို့ပြုလုပ်ပေးနိုင်တယ် laugh ရီမောအောင်ပြုလုပ်ပေးနိုင်တယ် or ဒါမှမဟုတ်ရင် feel joyful ပို့ပြီးတော့ပျော်ရွှင်အောင်လို့ပြုလုပ်ပေးနိုင်ပါတယ် Okay ဒါကြောင့်မို့လို့เนาะတစ်ခါတလေမှာဆိုရင်เนาะကိုယ့်ရဲ့ sweet memories တွေကိုပြန်လည်တွေးတောခြင်းတွေကလည်းကိုယ့်ကိုပို့ပြီးတော့ပျော်ရွှင်စေပါတယ် The last way is practice meditation or mindfulness ပျော်ရွှင်ဖို့အတွက်လှုပ်ဆောင်နိုင်တဲ့နည်းလမ်း10ချက်ထဲကနောက်ဆုံးတစ်ချက်ကတော့practice meditation ပေါ့နော်တရားထိုင်တာမျိုးတွေလေ့ကျင့်ရမယ် or ဒါမှမဟုတ်ရင် mindfulness ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်နဲ့ကိုเนาะသေချာလေးသတိရှိရှိနဲ့နေထိုင်တတ်အောင်လို့လေ့ကျင့်ခြင်းပေါ့နော် Nowadays ယနေ့ခေတ်မှာဆိုရင် people may suffer from work related stress လူတွေဟာအလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေကိုခံစားရကောင်းခံစားရနိုင်ပါတယ် which အဲ့ဒီ stress တွေဟာဆိုရင် leads to severe diseases ပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေပါတယ် such as ဘယ်လိုမျိုးတွေလဲဆိုရင် diabetes and heart disease ဆီးချိုသွေးချိုနဲ့နှလုံးရောဂါလိုမျိုးပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေပါတယ် to reduce stress ဒီစိတ်ဖိစီးမှုတွေကိုလျှော့ချဖို့အတွက်ဆိုရင် people practice meditation လူတွေဟာတရားထိုင်တာမျိုးတွေကိုလေ့ကျင့်လို့ရပါတယ် meditation ရဲ့နောက်မှာ comma လေးကုတ်ပြီးတော့ထပ်ရှင်းပေးထားပါတယ် which is also known as mindfulness meditation ကိုနောက်တစ်မျိုး mindfulness လို့လည်းခေါ်လို့ရပါတယ် mindfulness ဆိုတာဟာကိုယ့်ရဲ့ဒီအတွင်းစိတ်ထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသတိရှိရှိနဲ့စောင့်ကြည့်လေ့လာတာမျိုးကို mindfulness လုပ်တယ်လို့ပြောပါတယ်
their idea เนาะဒီ user ဟာဆိုရင် is ဖြစ်ပါတယ် that အဲ့ဒါကတော့ you find a clean floor မင်းဟာဒီတန်ရှင်းတဲ့เนาะနေရာတစ်ခုကိုရှာမယ်ရှာပြီးတော့ sit stay အဲ့ဒီနေရာလေးမှာငြိမ်ငြိမ်လေးထိုင်မယ်ထိုင်ပြီးတော့ pay attention to အာရုံစိုက်ရပါမယ် what is happening to you မင်းမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုအာရုံစိုက်ရပါမယ် at that very moment အဲ့ဒီအခိုက်အတန့်လေးမှာကိုယ်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုအာရုံစိုက်ခြင်းပဲဖြစ်ပါတယ် you should not think about မင်းဟာမစင်စားသင့်ပါဘူးမတွေးတော့သင့်ပါဘူး the past အတိတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းဘာမှမတွေးနဲ့ or မဟုတ်ရင် the future အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းမတွေးပါနဲ့ just the present အခုလက်ရှိအခြေအနေလေးမှာပဲရှိနေခြင်းပေါ့နော်ရှိနေခြင်းကိုဘာလို့ပြောလဲဆိုရင်ဒါ mindfulness လုပ်တယ်လို့ပြောပါတယ် meditation with ease meditation ဒီတရားထိုင်ခြင်းဟာဆိုရင် with ease သက်သာစေပါတယ်ပြေရောစေပါတယ် the tension in your body မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့တင်းအားတွေကိုသက်သာစေပါတယ် clean your mind မင်းရဲ့စိတ်ကိုကြည်လင်စေပါတယ် or မဟုတ်ရင် negative thoughts ဒီမကောင်းတဲ့အတွေးတွေကိုလည်းပဲဖယ်ရှားပေးနိုင်ပါတယ် and being give you a sense of inner peace and well-being เนาะ gives you မင်းကိုပေးနိုင်ပါတယ် a sense of inner peace ဒီကမှာအတွင်းစိတ်ငြိမ်းချမ်းမှုတွေကိုပေးစွမ်းနိုင်ပြီးတော့ well-being စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်းချမ်းသာဒုက္ခတွေကိုရရှိစေပါတယ်ဒါကြောင့်မလို့ပျော်ရွှင်ဖို့အတွက်နောက်ဆုံးအချက်အနေနဲ့เนาะဘာလုပ်လို့ရလဲဆိုရင် practice meditation or mindfulness เนาะတရားထိုင်တာမျိုးတွေကိုယ့်ရဲ့စိတ်ကိုလေ့လာစောင့်ကြည့်တာမျိုးတွေနဲ့လေ့ကျင့်လို့ရပါတယ် everyone wants to be happy and cheerful လူတိုင်းဟာဆိုရင်ပျော်ရွှင်ချင်ကြတယ်ဝမ်းမြောက်ချင်ကြပါတယ် but ဒါပေမဲ့ it seems အဲ့ဒါဟာပုံပေါ်ပါတယ် that အဲ့ဒါကတော့ not many people can achieve happiness လူအများအပြားဟာပျော်ရွှင်မှုကိုမရရှိနိုင်ပုံပေါ်ပါတယ် The 10 ways mentioned above အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်း10ခုကတော့ will be of much benefit အကျိုးကျေးဇူးအများအပြားရရှိပါလိမ့်မယ် To those who are desperately seeking happiness ပျော်ရွှင်မှုကိုပြင်းပြင်းထန်ထန်ရှာဖွေနေတဲ့လူတွေအတွက်အကျိုးကျေးဇူးတွေအများအပြားရရှိနိုင်ပါလိမ့်မယ် Go over them เนาะအဲ့ဒီအချက်10ချက်ကို go over means ကျင့်ကြံခိုင်းတာပေါ့နော်ကျင့်ကြံပါ once more တစ်ချိန်ထပ်ပို့ပြီးတော့ကျင့်ကြံပါ and ပြီးတော့ adopt လက်ခံကျင့်သုံးပါ any or them အဲ့ဒီထဲကမှเนาะကိုယ်နဲ့အဆင်ပြေတဲ့အချက်တွေကိုလက်ခံကျင့်သုံးပါ that เนาะ will meet your needs မင်းရဲ့လိုအင်တွေကိုဖြည့်ဆန်းပေးနိုင်တဲ့ကိုယ်နဲ့အဆင်ပြေမဲ့အချက်ကိုလက်ခံကျင့်သုံးပါတဲ့เนาะဒါဆိုရင်cherry ရဲ့ unit 2 reading file ဟာပြီးသွားပါပြီ